ဒါဆိုရင်တရဏဂုံသိတိပြီးတဲ့ကျိုးထုံးလေးဖြစ်တဲ့အတွက်ကြီးတို့နေတဲ့ပဲခူးရိုးမထဲမှာဆိုရင်အိမ်ကထွက်တာနဲ့ကြားအန်ရည်တို့ဆင်းအန်ရည်တို့နော်မွေတို့အမျိုးမျိုးတော်ထဲမှာအန်ရည်များတယ်ကွာနော်ဒီကလည်းအဲ့မှာပဲခူးရိုးမထဲမှာမကြီးတို့ငငယ်ရပေါ့လက်နဲ့ကန်အဖွဲ့အစည်းကလည်းမျိုးစုံရှိတယ်ကွာနော်အဲ့တော့ဘာလို့ရလဲဆိုတော့လူတိုင်းကိုစီဒီလိုအဆောင်လက်ဖွဲ့လေးတွေလူတိုင်းထိုးကြတယ်လူတိုင်းလည်းထိုးတတ်တယ်အများအပြားတော့အမေထမိန်အထက်စင်သားကိုကြစ်ထားတာရှိတယ်အချို့ကလည်းရှော်နီရှိတယ်ကွာနော်ရှော်နီပင်ကိုကြစ်ထားတာရှိတယ်အဲ့လိုကြစ်ပြီးတော့ဒီလိုလက်ဖွဲ့လေးတွေထိုးတယ်ထိုးပြီးတော့လူတိုင်းဆွဲထားကြတယ်နော်ဒီလက်ဖွဲ့လေးကဘာကောင်းလဲဆိုတော့တားသူတွေအန်ရရန်ဆွဲမှန်သမျှကာကွယ်နိုင်တယ်ကွာနော်သူရှော့တွက်လို့မရဘူးဒါမှမလို့တားသမီးတို့ဒီလက်ဖွဲ့ထိုးလေးကိုဘာကြီးကတင်ပေးတယ်ဆိုတာနေရာတကာတိုင်းဟိုဆရာလေးကြီးမှအဆောင်လုပ်ပြန်တော့ပတ်စံကုန်တယ်လीကွာအချို့ကျတော့လဲမတက်နိုင်တဲ့သားရဲ့သမီးတွေရှိတယ်ပတ်စံမရှိတာနဲ့ဟာသူများအဆောင်ဆွဲလို့မှကိုကအဆောင်မဆွဲနိုင်ဘူးနော်သူများအကာအကွယ်လေးရှိလို့မှကိုကအကာအကွယ်လေးမရှိဘူးဆိုရင်လည်းမတရားဘူးဖြစ်မယ်ဒါမှမဟုတ်ဒါလေးကိုဘာကြီးကမကြတင်ပေးခြင်းဖြစ်ပါတယ်နော်ဒီလိုကြိုးလေးတစ်ချောင်းကိုကြစ်လိုက်ပါဒါကတော့ပိုးကြိုးပေါ့နော်ဒါသမီးတို့ရတဲ့ကြိုးဘယ်လိုကြိုးမျိုးဖြစ်ဖြစ်ကြိုးတစ်ချောင်းကိုယူလိုက်ပါယူပြီးလို့ရှိရင်ဒီလိုခွေမှာကွာနော်ဗုဒ္ဓံတာရဏံကိစ္ဆာမိဆိုတခွေမယ်ဓမ္မံတာရဏံကိစ္ဆာမိသံဃံတာရဏံကိစ္ဆာမိနော်သံဃံတာရဏံကိစ္ဆာမိဓမ္မံတာရဏံကိစ္ဆာမိဗုဒ္ဓံတာရဏံကိစ္ဆာမိဗုဒ္ဓံတာရဏံကိစ္ဆာမိဓမ္မံတာရဏံကိစ္ဆာမိသံဃံတာရဏံကိစ္ဆာမိဒါဆိုရင်အနုလုံပฏิလုံခုနှစ်ကွင်းရပါပြီနော်အနုလုံပฏิလုံလည်းဆုံးကိုးကွင်းအနုလုံပฏิလုံလည်းဆုံးရောကျိုးကိုးကွင်းလည်းရပါဘောအဲ့ကိုးကွင်းရောက်ဒီအပေါက်ထဲကိုအနောက်ကနေပြီးတော့ပြန်ပြီးတော့အပေါက်ထဲကိုနော်ဒီအပေါက်ထဲကိုထိုးထဲမှာတောင်းအဲ့အပေါက်ထဲကိုထိုးထဲမှာဒီအစားလေးထိုးထဲပြီးရတယ်လက်ကလေးကိုဒီလိုခံလိုက်မယ်ခံပြီးတော့ဆွဲထုတ်လိုက်မယ်ဆိုတော့တစ်ချက်တည်းနဲ့ကိုးလုံးထွက်လာမယ်နော်တစ်ချက်တည်းနဲ့ကိုးလုံးထွက်လာရင်ဒါတိတ်တိပြီးတဲ့ကျိုးထုံးကြီးဖြစ်သွားပြီနော်ဒါဆိုရင်တရဏဂုံတိတ်တိပြီးတဲ့ကျိုးထုံးကြီးဖြစ်တဲ့အတွက်ဘာကြီးတို့ငငယ်တော့ကတော့တနတ်တွေပါပြီးတယ်ပြောတာပဲအန်ရမှန်တယ်မြအကုန်ကာကွယ်နိုင်တယ်ပေါ့နော်ဓာတ်တို့အန်ရလည်းပဲတော်သိရောနဲ့ခံနိုင်ရှိတယ်ဒါကိုထိုးတဲ့လူရဲ့ဟိုအကျင့်စရဏပေါ်မူတည်ပြီးတော့အစွမ်းထက်တာတွေရှိတယ်နော်အဲ့လိုရှိရသားတွေအဲ့လိုဆွဲထုတ်ပြီးတော့မှနောက်ကိုလိုချင်လိုလေးညှိလို့ရပါပြီနော်အဲ့လိုကိုလုံးဆွဲထုတ်ပြီးလို့ရှိရင်ကျိုးကိုလိုချင်လိုညှိလို့ရပါတယ်ညှိပြီးတော့မှတောက်သူလေဘင်းမှာဆွဲထားလို့ရပါပြီဒါဆိုရင်သားသူအန်ရကာကွယ်တဲ့ကျိုးထုံးလေးဖြစ်သွားပါပြီနော်တရဏဂုံထုံးကျိုးထုံးလေးဖြစ်သွားပါပြီအဲ့တော့ကိုကြိုက်တဲ့အယောင်နဲ့ကိုကြိုက်တဲ့ကျိုးကိုထိုးကြည့်ပါသားသူတွေအစွမ်းထက်တာကိုသိပါလိမ့်မယ်အခုခေတ်မှာလဲ line ပေါ်မှာနော်3000ပေးလို့ရှိရင်အကျိုးလားအပဲ့လားဘယ်လိုလုပ်ပေးရမလဲဆိုတော့ဆရာတွေလည်းများပါတယ်နော်ဒါကြောင့်မလို့စီးပွားရှာမယ်အလုပ်လုပ်မယ်ဟိုချစ်သူထားမယ်ဘာမှမဆိုပြိုင်မဲ့ဆိုတာရှိတယ်ကွာရည်သားပြိုင်မဲ့စီးပွားပြိုင်မဲ့အဲ့တော့အကာအကွယ်လေးတော့လိုအပ်ပါတယ်ဆရာသမားတွေရှိမှမမှားနိုင်ဘူးဆိုရင်ဒီလိုကြိုးလေးတွေထုံပြီးတော့ကိုယ့်ဘက်ကိုစောင့်ထားပါလက်မောင်းမှစီးလို့လည်းရတယ်လက်ဘေးဆွဲလို့လည်းရတယ်ပေါင်မှချီလို့လည်းရတယ်ခါးမှပတ်လို့လည်းရပါတယ်နော်ဆောင်ပြအောင်ဆောင်ထားလိုက်ပါတော့အဲ့ဒါပြောပြရင်ဖြစ်ပါတယ်သားသမီးတို့ရေအားလုံးတရဏဂုံကျိုးတုံးလေးနဲ့မိမိကိုယ်ကာကွယ်နိုင်တဲ့သားသမီးတွေဖြစ်ကြပါစေလူဝါဆန္ဒပြေဝကြပါစေတပ်ပိတ္တကာမရကပါဒီဘာကြီးအောင်မြောင်းလို့ပါ